အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂီနီကိုကိုတို့ရဲ့ကောင်းမှုအကြောင်းပြုပြီးတော့ဖော်စက်မှာ watch လာယူနေရပါတယ်ဘာကောင်းမှုတွေအကြောင်းပြုသွားလဲဆိုတော့ဒီကောင်လေးလွန်ခဲ့တဲ့3ရက်လောက်ကဒီကောင်လေးသင်္ဘောပေါ်ခိုးတက်သွားလို့ပါဘက်ထရီနှလုံးပါသွားပါတယ်ခုရောက်နေရတော့ဂီနီဘီဇောနိုင်ငံဖြစ်ပါတယ်ဒါကြောင့်ဂီနီကိုကိုတို့လို့ပြောတာပါကျွန်တော်တို့တင်မောမှာ AB 3ယောက်မှာမြန်မာ AB 2ယောက်တရုတ် AB 1ယောက်ပေါ့အခုဖြစ်သွားတာတရုတ် AB duty ချိန်မှာဖြစ်သွားတာပါကျွန်တော်တို့မြန်မာ AB တွေရဲ့ duty ချိန်မှာသာဆိုရင်တော့ကောင်းကောင်းထောင်းခဲ့မှာပါကိုကသူတို့တရုတ်အချင်းချင်းဆိုတော့လေဒီလိုပါပဲအကောင်တွေတက်တာဘလို့တိသွားလဲဆိုတော့ Are you okay? Yeah, okay sir. Okay. အကောင်တွေတက်တာဘလို့တိသွားလဲဆိုတော့အဲ့နေ့ကလည်းခုလိုပဲကောက်လုတ်တင်လုတ်ပြီးတော့မြစ်ထဲရေကျနေလို့အပြင်ထွက်မရသေးရနဲ့ကြောက်ရှာတာဒီကောင်တွေတက်သွားတာ10နာရီလောက်တက်သွားတာကိုဂျူဒီက12ဆိုတော့ဂျူဒီဝင်ပြီးနိုင်ဝက်လောက်လဲကြောင်7နာရီခွဲလောက်လဲကြောင်တကြီးကကြောက်မမယ်ကုန်းကျုပ်သွားခေါ်လိုက်ဆိုအဲ့ဒါကုန်းကျုပ်ခေါ်ပြီးတော့ကြောက်မဖို့လာရှေ့ကဒီဟိုစတိုကန်နဲ့ဘောင်းသက်စတာကန်တကားပွင့်ကုန်းကျုပ်ကရှေ့ကိုလာထားသေးတာတဲ့မလာဘူးလို့ဘာလို့တကားတွေကပွင့်နေရလဲငါလည်းမသိဘူးလို့အဲ့ဒါဓမီနဲ့ဟိုထိုးကြည့်ဒီထိုးကြည့်ထိုးလိုက်ကောextinguisher ဘူးကြီးကကာကိုအပုံရောက်အဲ့နဲ့ကုန်းချုပ်ကတခိုးတက်သွားပြီဆိုပြီးတော့တကြီးကိုလှမ်းပြီးသတင်းပို့ပြီးတော့အခန်းထဲပွင့်နေတဲ့အခန်းနှစ်ခန်းထဲကိုဝင်ကြည့်တော့ဘောင်းသွက်စတာကန်ရဲ့အထဲမှာအပူပစ္စည်းဘာမှမထားဘူးကွာဒီဘက်နောက်ပွင့်နေတဲ့အခန်းတစ်ခန်းမှာကြတော့လေဒီဟို hydraulic ဒီကျွန်တော်winch မှာတုံးတဲ့ hydraulic စီတွေထည့်တာအဲဒီဟာလည်းအရင်တစ်ခေါက်တုန်းကတက်တုန်းကအဲ့စီတွေမအောင်အဲ့တော့ကျွန်တော်မရောက်သေးဘူးပေါ့အဲ့ဒီအခန်းကိုတကားတော့ခတ်ပြီးတော့အဲ့မှာအဲ့ paper ခွန်တွေပဲထားတာအဲ့ paper ခွန်တွေလည်းပါသွားတယ်ပေါ့အဲ့တော့ကတာနဲ့ဖြတ်ပြီးတော့အဲ့အခွန်တွေမအောင်ပြီးတော့အဲ့ဟာမှာအဲ့နေ့ကအဲ့လိုလိုက်ကြည့်တော့ထူးခြားပျောက်တာဘာမှမတွေ့ဘူးဆိုတော့အားလုံးကဟိုမပျောက်ဘူးဘာမှမပါသွားဘူးလို့ပဲထင်နေတာအခန်းအဲ့အခန်းတွေထဲမှာထားရတယ်ဘာအပူပစ္စည်းကဘာမှမရှိတာဟုတ်အဲ့ဒါမပျောက်ဘူးလို့ပဲထင်နေတာဘယ်ဟုတ်မလဲကမ်းမှာကောက်ကိုလှုပ်တင်လှုပ်ပြီးကမ်းခွာမလို့လဲလှုပ်ကောကုန်းချုပ်ကဖြိုးတယ်မေဟိုဘောင်းသက်စတာစတန်မိုင်သွားပြင်ထားရည်ဆိုတော့ကိုလည်းသွားပြီးတော့ step မိုင်ပြင်တာဗောပြင်ရော okay ကုန်းကျုပ်လို့ already လုပ်ပြီးသွားပြီတကြီးကအပေါ်ကနေရောဘောင်းသက်တာနှိုးနေတာနှိုးလို့မရနိုင်အဲ့နဲ့တကြီးကကုန်းကျုပ်ကိုသွားစစ်ခိုင်းရောတော်ဒီနှလုံးမရှိတော့ဂီနီကိုကိုတွေတော်တော်ဆိုးတယ်ဗျာခုတော့သူတို့ကောင်းမှုအကြောင်းပြုပြီးတော့ဖော်စဲမှာလာပြီးတော့ watch လာယူနေရတယ်ဗျာ